Benfica ဘက်ကို Vinicius Junior တွင်းသွားတဲ့ကိုကို analysis လုပ်ကြည့်အောင်အရာအောက်တုန်းကကွင်းလန်မှာ Mbappe ဘောလုံးရလိုက်တဲ့အချိန်ကနေစတာပါအဲ့ဒီအချိန်မှာသူ့စီမှာရွေးချယ်စရာ3ခုပဲရှိပါတယ်နေရာကောင်းမှရှိနေတဲ့ carrier စီဘောလုံးပေးမလားဒါမို့ခန်းစစ်ကစားသမား၄ယောက်နဲ့ပိတ်ဆို့ထားတဲ့ Benfica ကစားသမားတွေကိုတစ်ယောက်ချင်းကြော်ဖြတ်မလားဒါကတော့တကယ်ကိုမဖြစ်နိုင်တဲ့လောက်ပါပဲဒါမို့ရတော့သူ့တငယ်ချင်း Vinicius Junior ကိုပဲယုံကြည်လိုက်မလားဆိုတာပါပဲ Mbappe ကတော့တစ်စက္ကန့်တော့မတွန်းဆုပ်ပဲဆုံးဖြတ်ချက်ချလိုက်ပါတယ်သူဘောလုံးကိုပေးလိုက်ပါပြီ Vinicius ကဘောလုံးကိုထွင်းလိုက်ပြီးတာနဲ့ပြိုင်ဘက်ကစားသမား၂ယောက်ရဲ့ဖိအားပေးတာကိုချက်ချင်းခံလိုက်ရပါတယ်တကွင်းလုံးကပရိသတ်တွေလည်းဂျင်းတထိတ်ထိတ်နဲ့စောင့်ကြည့်နေကြပါပြီအားလုံးကတော့သူဟာနေရအသာစီးရနေတဲ့ Valverde စီကိုဘောလုံးပေးလိုက်တော့မယ်လို့ထင်နေကြတာပါဒါပေမဲ့ Vinicius ကတော့ဘသူမှသတိမထားမိတဲ့ဂိုးသမားရဲ့နေရယူအနှဲငယ်မာရွေးနေတာကိုမြင်သွားခဲ့ပါတယ်မျက်စိတမိန်အတွင်းမှာမဲ့သူဆုံးဖြတ်ချက်ချလိုက်ပါတယ်အဒီနောက်မှာတော့သူဟာအားပါပြင်းထန်တဲ့ white goal ကိုကန်သွင်းလိုက်ပြီးဘောလုံးဟာတိုင်ဝဲဘက်ကိုပြန်ဝင်သွားတဲ့အချိန်မှာတော့တကွင်းလုံးပောက်ကွဲထွက်သွားတယ်လို့မျိုးအောင်ပွဲခံတန်တွေစူးညံသွားပါတော့တယ်တကယ်ကိုခန္ဓာလှပါတဲ့ဂိုးတကိုးပါတယ်ကဘာအဆင်ပြီးအခိုင်အတန့်တစ်ခုဖြစ်တယ်လို့သူဟာ Rafinha နဲ့ယာမာတို့ထဲထားလွန်ချောင်းတက်သေးပြလိုက်ခဲ့ဂိုးလည်းဖြစ်ပါတယ်ဒီလိုဂိုးမျိုးကိုတော့ယာမာတသက်တာမှာဘဲတော့မှတွေးနိုင်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ယာမာကဘဲတန်ဖြစ်နေလို့ပါပဲဒီလိုစိတ်ဝင်စားတဲ့ analysis video လေးတွေကြိုက်နေတဲ့ရင် video လေးကို like and share ပြီး channel လေးကို subscribe လုပ်ပေးကြပါအောင်ခင်ဗျာ